အားလုံးပဲမင်္ဂလာပါရှင် LS ကဒီနေ့တရက်တာအတွက်ကို market analysis လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့တရက်တာ9ရက်တလ2026ရဲ့ကမ္ဘာငွေကြေးဈေးကွက်ထဲကကမ္ဘာရွှေခံမှန်းသုံးသပ်ချက်လေးကိုတစ်ချက်လောက်ကြည့်ကြည့်ရအောင်အခု analysis ကတရက်တာလုံးအတွက်ခံမှန်းပြထားတာဖြစ်တဲ့အတွက် LS တို့အနေနဲ့ဒီနေ့တရက်တာလုံးရောင်းဝယ်လုပ်တဲ့အခါမှာဒီ analysis ကိုအခြေခံပြီးရောင်းဝယ်လုပ်သွားလို့ရပါတယ်ရှင်ဆိုတော့စကြည့်လိုက်ရအောင်နော်လက်ရှိဈေးတန်းအရဆိုရင်4480ဝန်းကျင်ကိုရောက်နေပြီဖြစ်တယ်။မနေ့က LS လုတ်ပေးခဲ့တဲ့ဈေးကွက်ခံမှန်းသုံးသက်ချက်အရဆိုရင်လည်းဒီအပြာဆုံးလေးထဲမှာပဲဈေးကွက်ကပိတ်သွားခဲ့တာဖြစ်တယ်။အဲ့တော့ဒီနေ့တရက်တာမှာလည်းဒီဈေးကွက်ကြားထဲမှာပဲရှိနေနိုင်သေးတယ်။တစ်ဖက်ဖက်ကိုဖောက်ရင်ဘယ်ဈေးတန်းတွေဘယ်လိုဖောက်ရင်ဝယ်ရမယ်ရောင်းရမယ်ဆိုတာပြပြပေးမယ်နော်။လက်ရှိဈေးတန်းကနေအကျအားသာပြီးတော့4400နဲ့45ဆိုတဲ့ဈေးတန်းအောက်ကိုကျလာခဲ့တယ်ဆိုရင်တော့ဒီနေ့တရက်တာမှာ4380ဝန်းကျင်ဒီအကျလေးလာနိုင်ပါတယ်။ဒါပေမဲ့တစ်ချိန်နဲ့တစ်ခါတည်းနဲ့ကျသွားတာမျိုးမဟုတ်ဘဲနဲ့တအီအီကျလာတာမျိုးပြန်တက်ပြီးမှပြန်ကျတာမျိုးဖြစ်နိုင်ပါတယ်အဲ့တော့မှတ်ထားရမှာက4445ဈေးတန်းဖြစ်တယ်4445ဈေးတန်းကိုဖောက်ကျသွားပြီဆိုရင်တော့ဒီနေ့အတွက်ဒီဇုံဒီရောက်လာနိုင်ခြေအများဆုံးဇုံလို့ပြောလို့ရပါတယ်ရှင်အကယ်၍အပေါ်မှာအဲ့လိုမဟုတ်ဘဲနဲ့ဒီအောက်က4445ကိုမဖောက်နိုင်မဲနဲ့ဈေးကွက်ကပြန်တက်တယ်ဆိုရင်သူ့ရဲ့အတက်ဈေးတန်းဒီအပေါ်မှာ4500ဈေးတန်းရှိနေပါတယ်ဒီ4500ဈေးတန်းကိုဖောက်မှသာဒီနေ့အတွက်အတက်ဒီ4550ကျော်ဈေးတန်းကိုရောက်လာနိုင်ပါတယ်ရှင့်ပြီး4550ကျော်ဈေးတန်းဒီမှာကြည့်မယ်ဆိုရင်အမြင့်ဆုံးဈေးတန်းတစ်ခုအနေနဲ့ရှိထားတာဖြစ်တယ်အဲ့တော့ဒီဈေးကိုဖောက်ဖို့ဆိုတာလည်းအလွန်ကိုခက်ခဲပါတယ်ရှင့်ဒါပေမဲ့ဒီဈေးကိုမရောက်ခင်ဒီပထမအခက်ခဲဆုံးက4500ဈေးတန်းဖြစ်ပါတယ်ဆိုတော့ဒီနေ့တရက်တာမှာအရင်ဆုံးရေတိုအနေနဲ့ပဲအယောင်းဝယ်လုပ်မယ်ဆိုရင်တော့4500နဲ့4445ကြားမှာပဲအယောင်းဝယ်လုပ်တင်ပါတယ်တစ်ဖက်ဖက်ကိုဖောက်မှသာကိုကရေတိုအနေနဲ့လိုက်ဝယ်ပါအခုလိုမျိုးနှစ်အစလာတွေမှာရောင်းဝယ်လုပ်တယ်ဆိုရင်ရေရှည်ဈေးကွက်ကိုမကင်ပါနဲ့ရေတိုပဲကင်ပါအောင်လို့ LS ကတော့ပြောချင်ပါတယ်ရှင့်ဆိုတော့ trader လူကြီးများအားလုံးဒီ analysis ကနေပြီးတော့အကျိုးမြတ်များစွာသိမ်းပိုက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အကယ်၍အခုလိုမျိုး analysis တွေကိုကိုယ်တိုင်လုပ်တတ်ချင်တယ်ကိုယ်တိုင်ကြည့်တတ်ချင်တယ် signal တွေလည်းကိုယ်တိုင်လုပ်တတ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်ကိုလည်း LS တို့မှာသင်တန်းကိုအစဆုံးသင်ပေးတာမျိုးလည်းရှိပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ကျွန်မကတော့ LS ဖြစ်ပါတယ်